ဘူတန်လေဘူတန်နိုင်ငံတနိုင်ငံတော့၅ပါးသီလလုံးနေနော်သူတို့နိုင်ငံမှာအရက်မရောင်းဗျတခိုင်းလေးတောက်လာမသိနော်သူတို့နိုင်ငံအရက်မရောင်းဘူးနော်အရက်မရောင်းဘူးအရက်ပေးမတော့ဘူးသူတော်ကောင်းကြီးတွေသူတို့နိုင်ငံမှာပြစ်မှုဆိုင်ရာဘာအကြီးဆုံးလဲလို့ကြည့်လိုက်တော့ဘုန်းကြီးเจ้าနဲ့ဖဏစီးတဲ့အပြက်ကအကြီးဆုံးနဲ့ဘုန်းเจ้าနဲ့ပါစီးတဲ့အပြက်လဲကဲမရင်ကျေးဘူးလားမတိမ်မွေးဘူးလားငါးပါးသီလမထဲဘူးလားဗျအဲ့တော့ဘူတန်เนี่ยနေပါလီစကားကောင်းကောင်းရတယ်နော်ဘူတန်နေတွေ့နေပါလီသာနှုတ်ဆက်ဗျကောင်းကောင်းပြောနိုင်တယ်သူတို့ကလေအဲ့တော့သူတို့လေးတွေကဝက်စားစင်ရမှုနဲ့တအားတိမ်မွေးတယ်စကားပြောလဲတအားချိုးတယ်သူတို့လက်ထက်မှာပတိရှိတယ်အမြဲတမ်းဂုံတော်ပွားတယ်အဲ့တော့သူတို့မျက်နှာတွေကကြီးပြီးတန့်ရှင်းနေတယ်တကဘာလုံးကိုပဲဖြစ်တယ်သူတို့နိုင်ငံမဖြစ်ဘူးနော်သူတို့နိုင်ငံမှာလည်းမဖြစ်ပါဘူးဗျာအဲ့ဒါသီလဆွမ်းအားပဲဘာဆွမ်းအားလဲဗျသီလအဲ့ကြောင့်သူတော်ကောင်းကြီးတွေကြိုးစားကြနော်